အားလုံးပဲမင်္ဂလာပါအခုလိုပြန်လိုက်မှတွေ့ရတာအရင်မှဝမ်းသာပါတယ်ကျွန်တော်ဒီနေ့အနေငယ်ပြောပြဆရာရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Amazon အကြောင်းနဲ့ပတ်သက်တဲ့ຢာနေကိုကျွန်တော်အနေငယ်ပြောပြဆရာရှိပါတယ်လို့ကျွန်တော်ကတော့ Amazon မှာလုပ်နေတဲ့အလုပ်သမားတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ဟာဆိုလို့ရှိရင် Amazon မှာလုပ်နေတာဒီခုဆိုလို့ရှိရင်10နှစ်ရှိပါပြီဒါကြောင့်မို့ကျွန်တော် Amazon မှာဒီလာမယ့်ရက်တွေမှာဒီလာမယ့်အနာဂတ်တွေမှာ Amazon မှာလာပြီးမှအလုပ်လုပ်ချင်တော့သူများရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာနေမှာဒီသတင်းလေးအဖြစ်ကျွန်တော် update လုပ်ပြီးရင်းနဲ့ဘယ်လိုလုပ်ရတယ်လဲဆိုတဲ့စာကိုကျွန်တော်လမ်းညွှန်ပေးချင်ပါတယ်ကဲကျွန်တော်စားလိုက်ရအောင်လေနော်အသစ်အချက်အနေနဲ့တော့ဒီ2025တော့ကျွန်တော်ဒီ Thanksgiving နဲ့စပြီးမှကျွန်တော်ဒီဇင်ဘာ29ထိအလုပ်သွားမယ်နေ့စဉ်နေ့တိုင်းအမေရိကမှာရှိတဲ့ peak season အတွက်ကျွန်တော်ဒီ Amazon တွေမှာသူတို့အများကြီးပြင်ဆင်နေတာတော့လက်ရှိလောလောဆယ်မှာတွေ့ရပါတယ်အဲ့ဒါတွေကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီခုအချိန်မှာလူတွေအရန်ကြီးကို hire လုပ်နေပါတယ်ဆိုတော့ကဒီခုလူ hire လုပ်တဲ့စာကတော့ကျွန်တော်ဟိုးအဆောက်အဦဗီဒီယိုတစ်ခုမှလည်းပြောခဲ့ပူးပါတယ်ဒီနေ့ဒီ peak season တစ်ခုထဲအတွက်ဘက်ကို Amazon plan လုပ်ထားတာတော့လူပေါင်း2သိန်းခွဲ hire လုပ်ဖို့သူ plan လုပ်ထားတယ်ဒီခုဆိုလို့ရှိရင်လည်းဆက်တိုက်ပြီးပဲဘယ်လိုပြောမလဲလုပ်နေနေတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ Amazon မှာအလုပ်ရှောက်ဖို့ရန်အတွက်ပြင်ဆင်နေတော့သူများရှိမယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာကျွန်တော် link ထားပေးတယ်အဲ့ဒီ link ထဲမှာလေကိုနေတဲ့လိပ်စာရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ address ကိုဆိုတော့ zip code ကိုရိုက်ထည့်လိုက်ခြင်းအပြင်အနီးတစ်ဝိုက်မှာရှိတဲ့ Amazon ရဲ့ warehouse တွေကိုသူတို့ဖော်ပြလာမှာဖြစ်ပါတယ်ဆိုလို့ရှိရင်အမှ bad position တွေကဖွင့်နေတယ်ဥမာဘယ်လိုပြောမလဲ bad position တွေမှာလူခေါ်နေတယ်ဆိုတဲ့စာသူတို့အမှသူတို့မကြ update လုပ်လို့ရှိတယ်အထူးသဖြင့်ကတော့သူတို့ဘယ်လိုပြောမလဲတောက်ချစနေတနင်္ဂနွေညနေ9နာရီနဲ့မှည9နာရီကြားထဲမှာသူတို့အများနဲ့ position တွေ post လုပ်လို့ရှိပါတယ်ဒါကြောင့်မို့ကျွန်တော်အမှမကြတောက်ကြစနေတနင်္ဂနွေည9နာရီနဲ့9နာရီကြားထဲမှာမကြအဲ့ဒီကျွန်တော်ပေးထားတဲ့ link ကိုချက်ချင်းအပိ Amazon မှာလူခေါ်နေလားမခေါ်နေလားဆိုတော့သိရပါတယ်ဆိုတော့လူခေါ်နေတယ်ဆိုလို့ရှိရင်ကိုလှုပ်ချင်တဲ့နေရာကိုတေချာကြည့်ပါတခါကြိုက်ရင်အမှ warehouse ကအမျိုးမျိုးရှိတယ်သူက source center လားဒါမှမဟုတ်လဲ fulfillment center လားဆိုတဲ့စာရှိပါတယ်ကျွန်တော်လုပ်နေတဲ့နေရာကတော့ fulfillment center လို့ခေါ်ပါတယ် okay ဆိုရင်ကျွန်တော်စားလိုက်ရအောင်เนาะသူကAmazon ကကျွန်တော်ပြီးခဲ့တဲ့10နှစ်ကကျွန်တော်စလုပ်တဲ့အချိန်တော့ကျွန်တော်ရှိမှ interview အရင်ကျမ်းပါတယ်ကျမ်းနာမှာကျွန်တော် interview 4ဆင်းလောက်ဖြေရပါတယ်အဲ့ကျွန်တော်မြန်မာနဲ့တိတ်မရှိသေးပါဘူးကျွန်တော်လုပ်တဲ့ state မှာဆိုကျွန်တော်တည်တယ်လို့ဆိုရင်ကျွန်တော်အရင်နေခဲ့တဲ့ကျွန်တော်ပထမဦးဆုံးစလုပ်ခဲ့တဲ့ Amazon အဲ့ဒီ warehouse မှာဆိုလို့ရှိရင်ကျွန်တော်အပါဝင်မြန်မာနေအနာကို9ယောက်လောက်ပဲရှိမယ်ဒါပေမဲ့ကျွန်တော်ညဆိုင်မှာလုပ်တဲ့လူဆိုတော့ညဆိုင်မှာဆိုတော့ကျွန်တော်တယောက်တည်းပဲလို့တော့ပြောလို့ရတယ်ဆိုတော့အဲ့လောက်ထိလူနေပါတယ်မြန်မာနေကျွန်တော်စတဲ့အချိန်မှာ interview တွေကျွန်တော်အများကြီးဖြတ်ခဲ့ရပါတယ်ကျွန်တော် writing test တွေဖြတ်ခဲ့ရပါတယ်အဲ့ဒီကျွန်တော်လုပ်ရတဲ့ writing test ကိုဒီခုသူတို့ပြန်လုပ်နေတယ်လို့ကျွန်တော်ကြားရပါတယ်အဲ့နဲ့ဟိုဘက်မှာရှိတဲ့ကျွန်တော်ရဲ့တိုင်ချင်းတယောက် manager သူလက်ရှိလုပ်နေတော့သူက HR မှာလုပ်တယ်ဆိုတော့ကျွန်တော်သူ့ကို email နဲ့ဆက်သွယ်မှမေးကြည့်လိုက်တဲ့အခါမှာသူပြောတယ်ဟုတ်တယ်စက်ရုံတိုင်းကတော့မဟုတ်ပါဘူးတချို့စက်ရုံတွေတော့သူတို့ writing test ဖြေရတယ်ဆိုတာအထူးသဖြင့် general knowledge ပေါ့နှစ်ပေါင်းဘယ်လောက်လဲဥမာ4အခုဆို math နဲ့ပတ်သက်တဲ့ဘာလဲ test နဲ့ဖြေရမယ် writing test နဲ့ဖြေရမယ်ပြီးမှသူတို့ hearing test and reversing လို့ခေါ်တယ်ဆိုတော့သူတို့နားထောင်မယ်ပြီးမှတခါကိုယ်ပဲနေပြန်မှသူတို့ repeat ပြန်လုပ်ပြီးတဲ့အဲ့ဒီ test တွေရှိပါတယ်ဆိုလိုတာကဥပမာသူတို့ယုံနေလိုက်ပုံမြင်ကိုအင်္ဂလိပ်လိုနဲ့ပြောပြမယ်ဆိုတော့အချင်းချုပ်ပါအခု20 30လောက်ပဲရှိတဲ့စာကိုကိုကနားထောင်ပြီးမှကဲသူတို့ပြန်ဖြေရတယ်အစောတင်နားထောင်ခဲ့တဲ့စာကဘာအကြောင်းလဲဆိုချင်ဥမာကိုကြိုက်ရင်ရတယ်လို့အော်ယုံနေလိုက်အကြောင်းပြောတယ်အော်ယုံကတော့အပြေးမြန်ပြီးမှလက်ကတော့အပြေးနေတယ်စားတဲ့ပြင်ဒီလိုမျိုးတွေသူတို့ပြန်မှပြောပြရတာဖြစ်ပါတယ်အဲ့ဒါကိုသူတို့ hearing and reversing test လို့ခေါ်ပါတယ်ဆိုတော့အဲ့ဒီစာကိုသူတို့ဒီခု Amazon မှာလုပ်နေတယ်လို့ကြားရတယ်ကဲဆိုတော့အဲ့ဒါနဲ့အားလုံးပြီးသွားတဲ့အခါမှာကျွန်တော် Amazon ဘယ်လိုလဲစပြီလဲဆိုလို့ရှိရင် orientation လာပါပြီကျွန်တော်ပထမရက်အနေနဲ့သူတို့ပြောတယ်ဒီအဆောက်အဦကဘယ်လိုနေဘယ်လိုသွားဘယ်လိုလာဘယ်မှာအိမ်သားဘယ်မှာ punch in
punch out clock in clock out လုပ်ရတယ်ဆိုတဲ့ဇာတ်တွေသူတို့အသေးစိတ်ပြောပြတယ် orientation safety နဲ့ပတ်သက်တဲ့ဇာတ်တွေပါလဲညာလဲစသဖြင့်အဲ့လို orientation နဲ့အလုံးစုံ first day မှာပြီးသွားတဲ့အခါမှာသူက second day ကျရင်သူက actual training လာပါပြီအဲ့ဒါတော့ကျွန်တော်ဥမာကြားတဲ့ department store မှာကြားတဲ့လူဆိုရင် store မှာတော့မှ training လုပ်ရတော့မှာဖြစ်ပါတယ် outbound pack တို့မှာတော့ AFE တို့ single တို့နောက် shipper တို့စသဖြင့်ပေါ့နော်အဲ့လိုပေါ့မျိုးလား ICQA တို့အမျိုးမှာကြားတဲ့သူတွေကျတော့သူကြားတဲ့ department ကိုတွားပြီးမှ training အသီးသီးကိုလုပ်ရတော့မှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အမှ training ရဲ့ first day ပြီးမှအစောနာဆိုကြ orientation ပြီးမှဒီက training ရဲ့ first day ပြီးမှနောက်တစ်ရက်အမှပြန်လုပ်ရပါတယ်ဆိုတဲ့အခါကျတော့နိုင်20သူတို့ training requirement ရှိပါတယ်ဆိုတော့နိုင်20ဆိုတော့ second day training ပြီးတဲ့အခါမှာသူတို့လာပြီးမှတင်းကိုမ train ပြီးတော့ပါဘူးသူတို့တော့ခေါ်ပါတယ် ambassador လို့ခေါ်ပါတယ်ဆိုလိုတာကအဲ့ဒီ ambassador တွေကလာပြီးမှတင်းကိုခေါ်တော့မှ training လုပ်တာကတစ်ရက်နှစ်ရက်ဆိုရင် training process ကပြီးပါပြီဆိုတော့3ရက်မြောက်ကျရင်ကိုယ့်ဘက်ကိုလာရမယ်ကဲဘယ်နေရာမှာ station ကြတယ်ကိုကြားတဲ့ station ဘယ်မှာကြည့်တယ်လဲဆိုတဲ့စာတို့အဲ့ဒီ training ရမှာတို့အသေးစိတ်ပြောပြပေးတယ်ဆိုတော့ကိုကြားတဲ့ training ကြားတဲ့ station ကို screen မှာကြည့်မယ်တို့ TV box လေးတွေဆက်ထားပြီးဆိုအဲ့ TV မှာသွားကြည့်မှကိုဘယ်မှာကြားတယ်ကြားတဲ့ station သွားပြီးမှကိုယ့်ဘက်ကိုလောက်ရုံပါပဲတကယ်လို့များကိုကလုံနေရင်တန်းလန်းနဲ့တခုခုကိုကနားမလည်ခဲ့တာရှိတယ်ဆိုလို့ရှိရင်ဘေးကလူကိုကျွန်တော်အမြဲတမ်းမေးလို့ရပါတယ် Amazon မှာကျွန်တော်ဥပမာတခုခုနားမလည်လို့ကိုမလောက်တန်းလို့ဆိုလို့ရှိရင်ဘေးလူမှာ excuse me can you help me please I don't know how to do this one အဲ့လိုပြောလိုက်လဲဆိုလို့ရှိရင်တော့ဘေးကလူတွေကခင်ဗျားတို့တေချာပေါက်ကူညီပေးမှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းသူတို့ရှိမှာ and then ဆိုတဲ့စာရှိပါတယ်အဲ့ဒီ allow နေလိုက်လို့တီးဆိုလို့ရှိရင်တင်အကူညီလိုတာက leadership တွေကတရရောက်တီးသွားပြီဆိုလို့ရှိရင်တင်စီမှာလာပြီးမှတင်ပါအကူညီလိုလဲလိုအပ်စာသူတို့လာရောက်ပြီးမှဖြည့်ဆည်းဖြည့်ရှင်းပြီးတော့မှဖြစ်ပါတယ်အဲ့ဒါက day 3 day 4မှာကိုယ့်ဘက်ကိုလောက်ရမယ့်ရန်ဖြစ်တယ်အဲ့လိုနဲ့စလာခဲ့ပြီဆိုတော့အဲ့ဒါ Amazon ရဲ့ first week experience ဖြစ်ပါတယ်ကဲအဲ့လိုဆိုလို့ရှိရင်အဲ့ဒီတိုင်းနဲ့ပဲကျွန်တော်ဆက်ပြီးတွားကြပါတယ်ဆိုတော့ကျွန်တော် Amazon မှာကျွန်တော်အထူးသဖြင့်ကျွန်တော်ပြောချင်တဲ့အရာက Amazon ရဲ့ benefit အကြောင်းကိုဒီနေ့အထူးသဖြင့်ကျွန်တော်ပြောပြချင်ပါတယ်ဆိုတော့ Amazon ရဲ့ benefit ထဲမှာကျွန်တော်ပထမအဆုံးပြောရအောင်ဆိုလို့ရှိရင်ကျွန်တော်ကလေးမွေးမိခင်ဘိုက်ကြီးတဲ့နေအတွက်ကျွန်တော်အထူးအင်မတန်မှကောင်းမွန်တဲ့အခွင့်အရေးရှိပါတယ်အထူးသဖြင့်ကျွန်တော်ဘယ်လိုပြောလဲဆိုလို့ရှိရင်တို့ကဒီ pregnancy ဘောနော်ဒီ maternity leave လို့ခေါ်တယ်ဆိုတော့အမျိုးနဲ့တို့ပေးတယ် main ကလေးနေဆိုလို့ရှိရင်ကိုယ်ဝန်ဆောင်မိခင်နေဆိုလို့ရှိရင်တို့ကစုစုပေါင်းအဲ့ဒီ benefit ကတို့ကလေးမွေးတော့မှဆိုရင်ခွင့်ကတို့9လထိရတယ်20 week ဆိုတော့ကျွန်တော်တွက်ကြည့်မယ်ဆိုလို့ကျွန်တော်9လစုံလေးပေးတယ်ဆိုတော့ကလေးမမွေးခင်မှာမွေးဖွားခြင်းမတိုင်ခင်တစ်လနဲ့မွေးဖွားပြီးနောက်ထပ်4လအဲ့ဒါကတို့ဘယ်လိုလဲဆိုလို့ရှိရင် full pay ဖြစ်ပါတယ်တပတ်ကို940စာနဲ့တွက်ပြီးမှ state test နဲ့ federal test နဲ့အဲ့တော့အားလုံးဖြတ်ပြီးမှခင်ဗျားကိုအပြည့်အဝပေးမှာဖြစ်ပါတယ်အဲ့ဒါက full benefit full pay ဖြစ်ပါတယ်စစပါ9လခွဲနေပေးတာဖြစ်ပါတယ်တချို့မိခင်တွေက9လပြီးမှမချမ်းပါလေဆိုလို့ချင်းအမှ extension doctor စာရွက်နဲ့ leave နဲ့ကနောက်ထပ် short term medical leave or maybe long term ဆိုလို့ချင်း long term ကနောက်ထပ်6လပြန်ထပ်ယူလို့ရတာဖြစ်ပါတယ်အဲ့ဒါကျွန်တော်အသေးစိတ်ပြောပြချင်ပါတယ်လို့ပြီးမှကဲအဲ့ဒါအမျိုးသမီးတွေအတွက်ဖြစ်ပါတယ်အမျိုးသားတွေအတွက်တော့ဘယ်လိုလဲဆိုလို့ရှိရင်ဥမာကျွန်တော်က Amazon မှာအလုပ်လုပ်နေတဲ့အခါမှာကျွန်တော်ရဲ့အမျိုးသမီးကကိုဝင်ဆောင်ပြီးမှတာဖွာချင်းအမှုလုပ်တော့အခါလုပ်တဲ့အခါမှာကျွန်တော်အတွက်လည်း benefit ရှိပါတယ်ဆရာဝန်ရဲ့စာရွက်အမျိုးသမီးတွားမဲ့စာနဲ့အကုန်လုံးစာဝင်သူရဲ့ OG ခဲနဲ့စာရွက်ယူလာပြီးမှ Amazon မှာတင်လိုက်မယ်ဆိုလို့ရှိရင်တင်အမျိုးသားဖြစ်သည့်တိုင်အောင်တင်အမျိုးသမီးမွေးဖွားတဲ့အခါမှာတင်အတွက်6ပတ်တို့ပတ်စံအပြည့်ပေးတဲ့ leave ရှိပါတယ်အဲ့ဒါကတင်တဲ့6ပတ်အပြည့်ပေးတဲ့ခွင့်ဖြစ်ပါတယ်အဲ့ဒါဆိုရင်တင်ကလည်းနောက်တဲ့ extension ပြန်ထပ်ယူချင်မှဆိုလို့ရှိရင်ဆရာဝန်ရဲ့စာရွက်အနေနဲ့ကျွန်တော်အမျိုးသမီးတိတ်မချမ်းပါသေးတော့ကြောင်းကျွန်တော်နောက်ထပ် short term ကျွန်တော်ပြန်ယူချင်တဲ့အတွက်ကြောင့်ကျွန်တော်တလတိုင်းနီး2လတိုင်းနီးအမှပြန်ယူလို့ရတယ်အဲ့ဒါကအမျိုးသမီးအနေနဲ့ဆိုင်တဲ့ဘယ်မှာမလဲအမျိုးသားအနေနဲ့ဆိုင်တဲ့မွေးဖွားခြင်းသားသမီးမွေးဖွားတဲ့အရာမှာတို့ပေးတဲ့ benefit တစ်ခုဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တချို့လူငယ်တွေအတွက်
ကျွန်တော်လူကြီးတွေအတွက်လည်းဖြစ်ပါတယ်အဲ့ဒါတော့ career choice လို့ခေါ်ပါတယ်ဆိုတော့ career choice ကကျွန်တော်အထူးသဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကြောင်းသွားတဲ့မှုရအတွက်ကျွန်တော်ကို benefit ပေးတဲ့စာတွေဖြစ်တယ်ဆိုတော့အဲ့ဒီကြောင်းသွားတဲ့အခါမှာကျွန်တော်အတွက်လိုအပ်တဲ့ benefit ကပါလဲဆိုလို့ရှိရင်ကျူရှင်ဖို့ဖြစ်ပါတယ်ဥပမာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော် CDL တက်ခဲ့ပါတယ် commercial driving license ကိုကျွန်တော်ဖြေခဲ့ပါတယ်ဆိုတော့ကျွန်တော်ကြောင်းမဲ့တဲ့မဲ့ကြောင်းကိုတွားပြီးမှကျွန်တော်အဲကြောင်းနဲ့ enrollment form တွေယူလာပြီးမှAmazon ရဲ့ ERC ရဲ့ဒီ career choice department ကိုဖုန်းဆက်ပြီးမှကျွန်တော်ရဲ့ form တွေအားလုံး submit လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကုန်ကျတဲ့ပတ်စံ9690အဲ့ဒါအားလုံး Amazon နဲ့ပေးပါတယ်ကျွန်တော် CD အရတဲ့အထိသူတို့ပေးတာဖြစ်ပါတယ်ဆိုတော့အခါကျတော့အဲ့ဒါ career choice program တွေကတစ်ခုဖြစ်ပါတယ်နောက်ပြီးမှအမှန်နေတဲ့ကလေးသူငယ်တွေကျောင်းသူကျောင်းသားတွေကျောင်းတက်တဲ့အခါမှာဥပမာကျွန်တော်တို့ကcommunity college တွေ bachelor တွေတွားချင်တယ်ဥပမာ certificate တခုခုတွားမှသင်ချင်တယ်အဲ့မျိုးတွေပေါ့နော်ဘယ်လိုဆိုရင် diploma တခုခုတွားယူချင်တယ်ဆိုတော့ career choice တွေကိုယ့်ရဲ့ site ဆုံးဖြတ်ချက်နဲ့ခိုင်မာပြီးမှရှိလာခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီမျိုးတွေတွားပြီးမှ enrollment လုပ်ပြီးမှ Amazon approve ဖြစ်တဲ့ကျောင်းတွေဆိုလို့ရှိရင်ပတ်စံကျူရှင်ဖို့ကိုသူတို့ 95% သူတို့ပေးတာဖြစ်ပါတယ်အဲ့ဒီအကြောင်းကို career choice update အနေနဲ့ကျွန်တော်ပြောပြချင်ပါတယ်အင်မတန်ကောင်းတဲ့ career choice ဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်အမှအလုံးလုံးရင်းနဲ့ကျောင်းတက်ရင်းနဲ့ college မှာဘွဲရပြီးတဲ့အခါမှာသူတို့ bachelor ပြီးသွားတဲ့အခါမှာသူတို့ Amazon မှာ higher position tier 3လို့ခေါ်ပါတယ် AM ဒီဘယ်လိုပြောမလဲ area manager position နဲ့စပြီးမှဝင်လို့ရပါတယ်အဲ့လိုနဲ့ပြန်ကျောင်းဆက်တက်ရင်းနဲ့အလုံးလုံးရင်းနဲ့ပြန်လုပ်တဲ့အခါမှာတချို့ကျွန်တော်တကယ်ချင်းဆိုလို့ရှိရင်ဒီခုဆိုလို့ရှိရင်ကျွန်တော်အရင်နေခဲ့တဲ့ state မှာဒီခုဆိုရင် senior operation manager အထိတော့ဖြစ်နေကြပါပြီအဲ့ဒါ career choice program နဲ့တက်သွားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ် benefit တစ်ခုအကြောင်းကျွန်တော်တွားရအောင်အဲ့ဒါဘာလဲဆိုလို့ရှိရင် leaveကျွန်တော်တခါကျရင်ခွင့်ယူချင်တယ်ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်အရေးပေါ်ခွင့်လာတယ်ဥပမာကျွန်တော်မြန်မာနိုင်ငံသားနေကျွန်တော်မြန်မာပြည်ကိုပြန်ချင်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်အနည်းဆုံးတလကြာလုံးပါလိမ့်နော်ဆိုတော့အဲ့လိုတလကြာတဲ့အခါမှာတချို့တော်တော်များများ company မှာဘယ်လိုပြောမလဲဒီ emergency leave လို့တို့မပေးပါဘူးဒါပေမဲ့ Amazon မှာတော့အဲ့ဒီ leave နဲ့ပတ်သက်မှရှိတယ်သူကနှစ်မျိုးရှိတယ်သူက short term disability နဲ့ long term disability ဆိုပြီးမှနှစ်မျိုးရှိတယ်ဆိုတော့အဲ့ short term disability ကတော့အနည်းဆုံး16ရက် is mean 2 week ဆိုတော့နှစ်ပတ်အနည်းဆုံးယူရတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အဲ့ဒါတော့ short term disability ဖြစ်ပါတယ် long term disability တွေကတော့သူတို့ဘယ်လိုလဲဆိုလို့ရှိရင် minimum သူကအနည်းဆုံးရက်ပေါင်း30နဲ့ up to သူကတော့6လတိပေးတာဖြစ်ပါတယ်အဲ့ဒါတော့ long term disability အဲ့ဒါတော့ unpaid time ဖြစ်ပါတယ်ပတ်စံမပေးပါဘူးဒါပေမဲ့အလုပ်ပြတ်လို့ရတယ်6လပြီးတဲ့အခါမှာအလုပ်ပြန်ဝင်လာလို့ရပါတယ်ကိုယ့်ရဲ့ non benefit အတိုင်းရှိရင် benefit အတိုင်းမလုံးဝမပြောင်းလဲတော့ပါဘူးအဲ့ဒီအတိုင်းပြန်ရှိတဲ့ leave option တွေကတမျိုးဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော် vacation ဖြစ်ပါတယ် Amazon ကတော့အရန်နာမည်ကြီးတဲ့စာကတော့အလုံးမှာ vacation ဖြစ်ပါတယ်တင် vacation ယူချင်ရင်တင်ဘယ်သူမှစောင့်နေစရာမလိုပါဘူးဒီကြိုက်တဲ့အချိန်ယူလို့ရပါတယ်ဒါပေမဲ့တခါတလေကြိုက်ရင်တို့ရဲ့ဒီ9လပိုင်း10လပိုင်းမှာရှိတဲ့ prime week တို့ဥမာနေကြီးနေမြတ်နေပေါ့ဥမာ peak season တို့ဒီ17လပိုင်း after Thanksgiving နေမှာဘယ်လိုပြောမလဲ December 27တိကဒါ peak season ဆိုတော့အဲ့ဒီရက်မှာတော့တို့အကောင်လုံးတို့ fresh လုပ်ထားတယ်လုံးဝ vacation တင်လို့မရဘူးဒါပေမဲ့ unless အဲ့ဒီရက်နေအားလုံးကြုံမယ်ဆိုလို့ရင်တခြားရက်နေအကောင်လုံးမှာကြိုက်တယ်လို့ vacation ယူလို့ရပါတယ် vacation ယူမယ်ဆိုလို့ရှိရင်24 hours ahead ဆိုတော့အခါကျတော့24နာရီမတိုင်ခင်မှာတင်အမှကျွန်တော်ဖုန်းမှာ app ရှိတဲ့ A2Z ဆိုတဲ့ app ကနေကျွန်တော်တင်ရတာဖြစ်ပါတယ်ဆိုတော့အဲ့မှာတင်ပြီးမှ vacation ကို submit လုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် area manager က approve လုပ်လိုက်တာနဲ့မနေ့ပြန်ကစပြီးတင်ဟာ vacation သွားလို့ရပါပြီအင်မတန်မှလွယ်ကူတဲ့ vacation system ဖြစ်တယ်ပြီးမှနောက်ထပ်တစ်ခုကတော့ကျွန်တော် personal time ကတို့နောက်တစ်မျိုးတော့ပြန်ပြီးတော့ pay time off လို့ခေါ်တယ် PTO လို့လည်းခေါ်ပါတယ် personal time လို့လည်းခေါ်ပါတယ်ဆိုတော့ personal time ကတော့ up to you ဖြစ်ပါတယ်တင်းရဲ့အလိုဆန္ဒအတိုင်းဖြစ်ပါတယ်တင်းသုံးချင်ကြိုက်တဲ့ချိန်သွားလုံးရပါတယ်တင်မသုံးချင်လည်းဒီ keep ထားလို့ရပါတယ်တနေ့ကိုတို့နိုင်48နိုင်ပေးပါတယ်နေ့စဉ်နေ့တိုင်းဒီဇင်ဘာ31ရက်နေ့ည12နာရီ10မိနစ်ကျော်ပြီဆိုတာနဲ့အဲ့ဒါနဲ့တော့မ3မိနစ်ထားရင် expire ဖြစ်ပါတယ်ဒါကြောင့်မို့3ကို3ရမှာဖြစ်ပါတယ်တုံးတဲ့အခါမှာလည်းကျွန်တော်စိတ်ကြိုက်
ကြိုက်တဲ့အချိန်မှာတောင်းလို့ရတာဖြစ်တယ်ဆိုတော့ကကျတော့ဘယ် manager နေရဲ့ approve မလိုပါဘူးဘယ်သူရဲ့ approve မလိုပါဘူးတင်းရဲ့ approve ပဲလိုပါတယ်တင်းစိတ်ဆုံးပြချက်ခိုင်မှာတင်းပြန်ရှင်းလဲဆိုလို့ရှိရင်လည်းတင်းကြိုက်တဲ့ချိန်ထားပြန်လို့ရပါတယ်တင်းမလာချင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီနိုင်ရှိတွေတင်းဖာထည့်ပြီးမှတင်းအလုံးမတွားရင်လည်းနေလို့ရပါတယ်ဆိုလိုတာကတော့ဒီ personal time ကတော့များတော့ဖြစ်တော့ကျွန်တော် emergency မှာတုံးတာအရင်ကောင်းပါတယ်အထူးသဖြင့်ဘယ်လိုပြောမလဲစနိုးအရင်ကြားတဲ့ state တွေမှာဆိုလို့ရှိရင်ဥမာဘယ်လိုပြောမလဲဆိုရင်တချို့ကျွန်တော်နေခဲ့တဲ့ state မှာဆိုလို့ရှိရင်အရင် state မှာဆိုလို့ရှိရင်snow နှစ်ပေခွဲလောက်ကြာတယ်အဲ့ဒါမှအလုံးမပိတ်ပေးဘူးဆိုတော့အမျိုးရက်နေမှာတင်က personal time ရှိမယ်ဆိုလို့ရှိရင်အလုံးမသွားမနဲ့ personal time အစားထိုးပြီးမှတင်ကအိမ်မှာအေးအေးဆေးဆေးနွေးနွေးထွေးထွေးနဲ့နေလို့ရတာဖြစ်ပါတယ် personal time ကိုအဲ့လိုမျိုး emergency နေမှာတုံးရင်တော့ပိုပြီးတင်တော့ပါလေလို့ကျွန်တော်အရင်ကနေပြောချင်ပါတယ်ပြီးရင်နောက်တစ်ခုကတော့ကျွန်တော် safety အဲ့ဒါတော့အင်မတန်မှအရေးကြီးပါတယ် Amazon ဟာ safety ကိုအင်မတန်မှအလေးပေးတဲ့ company ဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီအလုပ်ထဲမှာတန်ရာတခုခုရလာခဲ့တာတို့လက်တခုခုနာလာခဲ့တာတို့ဘာတခုခုနာလာခဲ့တာဆိုလို့ရှိရင်ကျွန်တော်ဒီကနေတင့်ကိုအကြံပေးလိုက်ပါရစေဒီအလုပ်လုပ်တဲ့အခါမှာအဲ့လိုတခုခုဖြစ်လာခဲ့ပြီဆိုလို့ရှိရင်ဘယ်တော့ပြီးမှချိန်မိတ်ပြီးမှမနေပါနဲ့ချက်ချင်း Amazon မှာ site clinic ဆိုတဲ့ MK ဆိုတဲ့စာရှိပါတယ်အဲ့မှာတို့ရဲ့ဆရာဝန်လေးတွေရှိတယ်တို့ nurse လေးတွေရှိတယ်တော့ပြပါဥမာတခုခုကြောင့်ကိုလက်ကဒဏ်ရာရသွားခဲ့တယ်ဆိုရင်ကိုမပြောမနဲ့ကိုဒီတိုင်းနေမယ်ဆိုလို့ရှိရင်ကိုအလုပ်ပြီးမှအိမ်ပြန်လာတယ်အိမ်ရောက်တဲ့အခါကျတော့အနာအရန်ရင်းလာပြီးမှအရန်ရောင်လာပြီးမှကိုအလုပ်မတွားနိုင်ဘူးအဲ့လိုဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်နောက်ရက် Amazon မှာခွင့်ယူဖို့အရန်ခက်လိမ့်မယ်ဘာကြောင့်မို့လဲဆိုလို့ရှိရင်တင်ကအလုပ်မှာဖြစ်ပျက်ခဲ့တဲ့ဒဏ်ရာတစ်ခုကိုတင်ကအလုပ်မှာ case မဖွင့်မနဲ့တင်မတင်ချိန်မိတ်ခံပြီးမှအိမ်ထိတည်လာတယ်အိမ်ရောက်တဲ့အခါမှာအဲ့ဒီဒဏ်ရာပုံနာလာတော့အလုံးမတွားနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါအင်မတန်မှခက်ခဲတဲ့အရာဖြစ်လာလိမ့်မယ်စကားအများကြီးပြောရလိမ့်မယ်တင်းဆရာဝန်ရဲ့လက်မှတ်တွေလည်းအများကြီးလိုလိမ့်မယ်ပြီးမှဟိုးက ERC ဆိုတဲ့ attack ကသူတို့ရဲ့ approve တွေလည်းအများကြီးလိုလိုက်မယ်အဲ့လိုလုပ်ပြီးမှပဲဒါလည်းတင်းတပတ်နှစ်ပတ်အလုပ်ပြတဲ့စာကိုတို့ပတ်စာပေးမှဖြစ်ပါတယ်အင်မတန်မှခက်ခဲသွားနိုင်တယ်အရင်စကားပြောယူရလိမ့်မယ်ဒါကြောင့်မို့ ER နဲ့အကြံပေးပါရစေဒီအလုပ်လုပ်နေတဲ့အခါမှာတခုခုတန်ရာအနာတရားဖြစ်လာတာလို့ဘာတခုခုဖြစ်လာခဲ့တယ်ဘာပဲဖြစ်တေးတီမှုမျိုးစားဖြစ်လာခဲ့တယ်ဆိုရင် MK ကိုတွားပြီးမှ case ကိုဖွင့်ပါဘာကြောင့်ဖြစ်ပါလဲပြီးမှသူရဲ့စိတ်ကူတာမှုခံယူမှုကိုယူပါတင်းဒဏ်ရာ record တွေသူတို့ရှိမှရှိနေပြီတင်းနောက်ရအလုံးမလာနိုင်ဘူးဆိုလို့ရှိရင်ကိစ္စမရှိပါဘူးဒီအရာလေးတင်းကို case က open လုပ်ထားတဲ့အတွက်ကြောင့်ဒီနေ့ pay time off ဖြစ်ပါတယ်သူတို့ဒီကြများကိုပတ်စံပေးမှဖြစ်ပါတယ်68%ရာခိုင်နှုန်းပေးတာဖြစ်ပါတယ်ပြီးမှ Amazon ရဲ့ third party contract ယူထားတဲ့အလုပ်သမားအနေနဲ့ contract ယူထားတဲ့ Subway company ဆိုတဲ့တခုရှိပါတယ်အဲ့ဒါလည်းအာမခံ company ပါပဲအဲ့ဒီ company ကနေမှကျွန်တော်တို့နောက်သက်29%ရာခိုင်နှုန်းပြန်ထပ်ပေးပါတယ်စုစုပေါင်းဆိုလို့ရှိရင်96%ရာခိုင်နှုန်းအပြည့်နီးနီးပေးပါတယ်လို့အဲ့ဒါကျွန်တော်ပြောပြချင်ပါတယ်ပြီးမှကျွန်တော်အကြီးအကြီးဆုံးတခုကျွန်တော်တွားရအောင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော် Amazon ကအင်မတန်မှနာမည်ကြီးတာ healthcare ရှင်းပြကျွန်တော်တို့ဘောလုံးနဲ့ကျမကြီးအာမခံပေါ့ကျမကြီးအာမခံက Amazon မှာရှိတဲ့အင်မတန်မှနာမည်ကြီးတာဖြစ်တယ်သူ့မှာ option အမျိုးမျိုးရှိတယ်သူ့မှာကျမကြီးအာမခံသူ့မှာ company ကလည်းဘောလုံးနဲ့3မျိုးရှိတယ်အဲ့ဒီ company 3မျိုးကဘာလဲဆိုရှင်ချင်းဘောလုံးလဲ Aetna ပြီးမှဘာလဲ Cigna Aetna Cigna ပြီးမှဘာလဲ Primeraဆိုတဲ့အဲ့ဒီ company ၄မျိုး3မျိုးရှိတယ်ကျွန်တော်ကတော့ Primera ရဲ့ health and saving plan ကိုယူထားတယ်အဲ့ဒါတော့ကျွန်တော်မိသားစုလည်းယူထားတာဖြစ်တယ်ကျွန်တော်ဆိုရင်တပတ်ကို88ကျန်းနဲ့မှ92ပြားပေးရတယ်အဲ့ဒါဒီနှစ်မှာကျွန်တော်ဘယ်လိုပြောမလဲဆိုရှင် Medicaid ဈေးကအင်မတန်မှကျသွားတာဖြစ်ပါတယ်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တပတ်ကိုဘယ်လောက်ပေးရဆိုရင်100နဲ့မှ30နီးနီးပေးရပါတယ်ဒီနေ့မှာကျွန်တော်88ကျပ်ပဲဖြစ်သွားပါပြီအဲ့ဒါကျွန်တော်ရဲ့ dental လေးတွားနဲ့ပတ်သက်တဲ့စာလဲအကုန်ပါတာဖြစ်ပါတယ်တွားနဲ့ပတ်သက်တဲ့စာဆိုရင်အားလုံး full cover ဖြစ်ပါတယ်နောက်ပြီးတော့ဒီဘယ်လိုပြောမလဲ health care နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကျန်းမာရေးကျွန်တော်တစ်ခါတွားပြီးမှဒေါက်တာနေရှိမှတွားတိုင်းကျွန်တော်30တော့ကိုပေးရပါတယ်အဲ့နောက်ပိုင်းမှာအားလုံးတော့ cover ဖြစ်ပါတယ်လို့ prescription နဲ့အားလုံး cover ဖြစ်ပါတယ်လို့အဲ့ဒါ health care နေပေးတဲ့စာဖြစ်ပါတယ်အင်မတန်မှနာမည်ကြီးတဲ့စာဖြစ်တယ်အင်မတန်မှလည်းအကျိုးရှိတာဖြစ်ပါတယ်ကျွန်တော်ကြိုက်တဲ့ clinic မှာတွားလို့ရပါတယ်ဥပမာကျွန်တော်က Primera ရဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင်provider မှာယူထားတယ်ဆိုလို့ရှိရင်အဲ့ဒါယူထားတဲ့ကြိုက်တဲ့ clinic တွားအင်မတန်မှမျက်နှာပွင့်တာဖြစ်တယ်ဆိုတော့အင်မတန်မှကောင်းမွန်တဲ့ health care system ဖြစ်ပါတယ် single နေတဲ့ဆိုလို့ရှိရင်ပို့ပြီးတော့မှဈေးတက်တာဖြစ်တယ်ဆိုတော့ single နေအတွက်ကဒီ Amazon နဲ့ပေးတဲ့ health care ကတပတ်မှာ9ချက်62ပြားပဲဖြစ်ပါတယ်
အင်မတန်မှတန်လာဖြစ်ပါတယ်အဲ့တော့ဒန်တန်နဲ့ပါတယ်ဆိုလို့ချင်းအားလုံးတပတ်မှာ6ချက်ခွဲပဲရှိတာဖြစ်ပါတယ်ဆိုတော့ကကျတော့အင်မတန်မှတန်ပါတယ်လို့အင်မတန်မှလည်းနာမည်ကြီးပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ Amazon အထဲမှာတင်အလုပ်လုပ်တဲ့အခါမှာဒီမှာတင်အတွက်ရနိုင်မဲ့အကျိုးခံစားခွင့်တွေကျွန်တော်ပြောပြတာဖြစ်ပါတယ်ကလေးနေမွေးဖွားတော့မဲ့အချိန်ကျရင်အဲ့ဒီအတွက်အကျိုးခံစားခွင့်ရှိတဲ့မိခင်တွေမှာပြီးမှကိုအမျိုးသမီးကကလေးမွေးတဲ့အခါမှာအမျိုးသားဖြစ်လို့တွေ့လဲအကျိုးခံစားခွင့်ရှိတာဖြစ်ပါတယ်ပြီးမှကျွန်တော်တက်ပါလဲဆိုရင် career choice ကျောင်းတက်တဲ့အခါမှာကျူရှင်ဘုန်းတွေ Amazon နဲ့ပေးတာဖြစ်ပါတယ်ပြီးမှ leave short term disability 16ရက်ယူလို့ရတယ် long term ဆိုလို့ချင်းကျွန်တော်6လအထိယူလို့ရတာဖြစ်ပါတယ်ပတ်စံတော့မပေးဘူးဒါပေမဲ့ယူလို့ရတာဖြစ်ပါတယ်ဒါပေမဲ့ vacation ကျွန်တော် vacation ကတော့ကျွန်တော်ဘယ်လိုလဲဆိုလို့ချင်းနှစ်အလိုက်နဲ့ကွာပြီးမှတို့ကအပတ်စဉ်နိုင်လိုက်ထည့်ပြီးတာဖြစ်ပါတယ်ကျွန်တော်ဆိုလို့ချင်းဒီခု10နှစ်ကျော်ပြီဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ vacation ဆိုလို့ချင်းတပတ်ကို3နိုင်နဲ့မှ18မိနစ်ရပါတယ်ကျွန်တော်ကဟုတ်ပါတယ် personal time ကလည်းတစ်နှစ်ကို48နိုင်ပေးပါတယ်ပထမဆုံးတစ်လပိုင်းတစ်ရက်ဝင်လာပြီဆိုတော့သူတို့10နိုင်ပေးပါတယ်ပြီးရင်ကျွန်တော်လစဉ်2နိုင်နဲ့မှ10စက္ကန့်အောက်ပါလေ2နိုင်နဲ့မှ10မိနစ်အပတ်တိုင်း2နိုင်10မိနစ် weekly ထည့်ပေးပါတယ်အဲ့ဒါ48နိုင်ပြည့်ပြီဆိုရင်ရက်သွားပါပြီမရတော့ပါဘူးဒါကြောင့်မို့ဒီ personal time က emergency မှာ3ခွင့်အရာဆိုလို့ရှိရင်တော့ပုံပြီးမှန်ပါလိမ့်မယ် safety solution လဲ site မှာရှိတယ်အဆောက်အဦထဲမှာရှိတယ်အဲ့ဒီစက်ရုံထဲမှာပဲရှိတယ်ဆေးခန်းရှိပါတယ်ပြီးမှ health care နေဆိုလို့ရှိရင်အစောကကျွန်တော်ပြောတဲ့ company 3ခုအရန်ကောင်းတဲ့ company တွေဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော် American နိုင်ငံတဝိုက်လုံးမှာရှိတဲ့ကျွန်တော်မြန်မာလေးအထူးသဖြင့်ဒီ Amazon မှာလုပ်နေတဲ့သူတွေကျွန်တော် Amazon နဲ့ပတ်သက်ပြီးမှတခုခု leave တင်တဲ့စာနဲ့အစီအမံပြေတာလို့ safety နဲ့ပတ်သက်ပြီးမှခွင့်ယူတဲ့စာနဲ့အစီအမံပြေတာလို့ဘယ်လိုပြောမလဲဆိုရင်တခုခုပေါ့နော်ဒီ HR နေနဲ့စကားပြောပြီးမှအစီအမံပြေတဲ့စာလို့ဘာညာနေတခုခုရှိလာခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ chat box ထဲမှာဝင်ပြီးမှကျွန်တော်အကူအညီတောင်းလို့ရပါတယ်ကျွန်တော်ဒီကနေလမ်းပြီးမှကျွန်တော်လာကူညီပြီးလို့ရပါတယ်လို့အရင်မဲ့ကျေးဇူးတင်တယ်ကျွန်တော်ကတော့ဒီခု Amazon မှာလုပ်နေတာ10နှစ်ရှိပါပြီဒါပေမဲ့ကျွန်တော်တစ်ချိန်တော့ leadership position တွေမှာကျွန်တော်ယူထားခဲ့ဘူးပေမဲ့ကျွန်တော်ရဲ့မိသားစုတွေရဲ့ reason အမျိုးမျိုးကြောင့်ကလေးတွေကြောင်းစောပူရမှာနဲ့ကြောင်းကျူရမှာနဲ့ကြောင်းပူရတဲ့ဆိုတာတစ်ခါကျရင်စောပြန်ရတဲ့ဆိုင်မှာနေကြုံလာတဲ့အခါကျတော့ကျွန်တော်ရဲ့ leadership position နဲ့အဆင်မပြေလို့ကျွန်တော် step down လုပ်ပြီးမှဒီနေ့ဒီအချိန်ကြီးကျွန်တော် tier 1 level မှာပဲနေပါတော့တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြချင်ပါတယ်ဒါကြောင့်မို့ကျွန်တော်မြန်မာနေ Amazon ကိုလုပ်ဝင်တဲ့ဆုံးဖြတ်ချက်ချမယ်ဆိုလို့ရှိရင်လက်မနေပါနဲ့ဒီအချိန်ကလူအရန်ခေါ်တဲ့အချိန်ဖြစ်တယ်ကျွန်တော်အမြင် apply လုပ်ပါကျွန်တော်အောက်မှာ link ထဲမှာကျွန်တော် comment ထဲမှာကျွန်တော် link ကိုထည့်ထားပေးပါမယ်ကိုယ့် zip code ကိုထည့်လိုက်ပါအလုပ်ခေါ်နေဆိုရင်အမှပေါ်လာလိမ့်မယ်အပတ်စဉ်တောက်ကြစနေတင်းင်းကိုညနေ9နိုင်ဒီမှာည9နိုင်ရတဲ့မှာအများနဲ့သူတို့ position တွေ post လုပ်ပါတယ်ဒါကြောင့်မို့ Amazon နဲ့ပတ်သက်ပြီးမှတခုခုသိချင်တာနေဘာညာနေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ chat box ထဲမှာအချိန်ပြမေးလို့ရပါတယ်ကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်သိတယ်လို့ကျွန်တော်ညံမိတယ်လို့ကျွန်တော်ကိုညီပြီးမှကျွန်တော်ပြောပြပေးသွားမှာပဲလို့ကျွန်တော်အိမ်ထဲနေပြောချင်ပါတယ်ကျွန်တော်ဒီနေ့လုပ်ချင်တဲ့ဗီဒီယိုကတော့အများလောက်ပဲဖြစ်ပါတယ်အရောက်စီတိုင်း Amazon မှာ hire ဖြစ်ပြီးမှလုပ်ငန်းဆောင်အများကိုအောင်မြင်စွာနဲ့လုပ်ကိုင်ရတဲ့အခွင့်ကိုအရောက်စီတိုင်းပေါ်မှာရှိပါစေလို့အိမ်ထဲနေဆန္ဒပြုပါတယ်အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာမှတွေ့ရအောင်